မင်္ဂလာပါအခုကျွန်တော်ကဒီမှာလေး၄ယောက်နဲ့အတူကျွန်တော်တို့ဘယ်တော့မှမင်းတို့အကြောင်းဒီနန်းတော်ရဲ့နောက်တစ်ခုကမင်းတို့အကြောင်းရဲ့ကိုသွားလိလာမှာဖြစ်ပါတယ်မင်းတို့ကသူငငယ်လေးတော့9ယောက်စားလေတစ်စိမ့်တဲ့သူ9ယောက်မှုကုန်တဲ့ခါမှာသူအေယာဝီမြေပေးမှနေချွဲရေဝင်ချွတော့သူကန်းထားတဲ့ခုမရဆွန်ချီပြီးတော့ဘင်းရဲ့နေနဲ့တပတ်ကောက်ချိတ်တယ်လေအရင်ကနေမှဒီခမိတ်တော်သူဆက်လာရတာတဲ့ဒီခမိတ်ပိုင်းရှုံလိုက်လေးစမ်းပြီးတော့နေလူဖြစ်နေတာလေအဲ့မှာလေနေလူကိုချောမလှပလို့ဆိုပြီးတော့ဒီညခံလိုက်တာနေလူကအဲ့ဒါနဲ့ငါကြည့်တော့လေငါကြည့်တော့ဆိုရင်အလင်းခွန်းနိုင်ကဖောင်းခွန်းနဲ့ခန်းရှိတယ်။လင်းတဲ့နေရာမှာနေရာခိုင်နေ၊မောင်းတဲ့နေရာမှာလေးတက်တယ်လေ။ဒီအပေါ်မှာရှိတဲ့တရားတွေကတစ်ချက်ပိတ်တာနဲ့ကုန်ပြီးတယ်၊တစ်ချက်ဖွင့်တာနဲ့ကုန်ဖွင့်တယ်။အဲဒီမှာဟုတ်တယ်အရင်တော့16မှနေတဲ့ချိန်တိုင်းတက်တာလေ။အခုကတော့များတော့လေ။သိသွားတာ။ရုပ်ကြောင်းနဲ့တူတဲ့အကြောင်းကပုံစံ3ခုရှိတယ်။ရေဦးမျိုးမှာရဲ့အိန္ဒိယမှာအင်းဝမှာတောင်းကြတယ်။အင်းဝအကြီးပဲ။ရေဦးမျိုးနဲ့ဖလန်ကုန်ကြီးပါဒီလိုရဲ့စာကြည့်နေလေ။ဒီလူကဒီရုပ်ကြောင်းကိုစပြီးစောက်တာဒီမှာရွေးချက်3ခုရှိတယ်။ဒီလူလက်ထက်မှာအောင်းခေါ်တယ်။အောင်းဆိုတာတက်တာ။ကြာတော့ပုတ်ကြတော့ဖုံးကြောင်းလို့ခေါ်တယ်။ဖုံးကြောင်းဆိုတာတရားထိုင်တာ။ဗာကြီးတော့မိကြတော့ပြတ်သက်ဆောင်လို့ခေါ်တယ်။ပြတ်သက်ဆောင်ကကြားပိုက်တာလေ။အဲ့ဒီရွေးချက်3ခုနဲ့ဒီကြောင်းကိုတိစောက်ခတာ။ရုပ်ကြောင်းနဲ့တူတဲ့အကြောင်းကပုံစံ3ခုရှိတယ်။ရေဦးမျိုးမှာရဲ့အိန္ဒိယမှာအင်းဝမှာ3ကြောင်းဒီအင်းဝအကြီးဆုံး။ဘယ်နည်းကတကယ်တမ်းလူတို့တက်ချင်လို့တက်တာမဟုတ်ဘူး။သူကတာမန်မင်းကလေးတယောက်ခင်ရဲ့အတွက်မိချင်မိသားတွေကမကြည့်နိုင်ဘူး။သူ့ကိုတင်းချင်းပြောတာကိုဘယ်နည်းကတိခံလဲနောက်ဆုံးဒီမခတ်နိုင်တဲ့ဆုံးပါပဲ။သူကတယောက်ချင်းစီကိုတက်လိုက်တာလေ။မင်းတို့နဲ့မောင်နဲ့ကမောင်မမကြီးအဲ့ဒါကိုမင်းတို့နဲ့မောင်နဲ့ကမောင်မမမဟုတ်ဘူး။မင်းတို့တရားဆိုတော့တမုတ်ကြတာ။အဲ့ဒါကြီးကြောင့်မင်းတို့ကမကြည့်နိုင်ဘူးလို့ဒီမိသားစုတက်တာလေ။ဟိုဘက်အောက်ထဲမှာဆိုလို့ရှိရင်မင်းတို့ကသူ့ထိုင်ရင်ချုံမလာပါတဲ့တရားမျိုးတည်းလို့အရှင်းနေတာတက်ထားတယ်။ဘာလို့လဲပေးရမှာဆိုလို့ဒီအဲ့ဒါလေးပြင်လိုက်တော့ဒီဘိတ်ကြီးကလေးဒီတောင်တော့မှသူ့လိုက်တော့မှရေးစီကြကြအောင်နေရတယ်လေဟုတ်တယ်လေသူအရင်ချုံလာပါဟိုဘက်ကပြောင်းနေတဲ့ပြာအဲ့ဒါကိုသူ့ကိုမှဆိုရတယ်တော့ယူထားတာလေဒီစားရင်တော့ဗတ်ကြည့်ရရတယ်မရှိခဏမတောင်းတာစကားပေါ်ပါစင်ပါလေဒိတ်ကြောက်တိတ်ကြီးရှင်လေခုနလေးကအောင်မြင်ရကြတော့မောင်အိုရဲ့အောင်မြင်သူကကိုလိုချင်တဲ့စုတစ်ခုခုကိုအတိတ်ထပ်ပြသွားလို့အဲ့ဒီအတိတ်ထပ်အောင်မြင်ခဲ့လို့ရှိရင်အဲ့ဒီညအောင်ပွဲလာထုတ်ပြရတာကိုစုတောင်းထားတဲ့စုကိုဘယ်သူမှမပြောရဘူးကိုရင်ထဲမှာတင်လေကိုထားရတာလေတရားရောက်ကိုပြောပြလို့ရှိရင်အဲ့ဒီအတိတ်ထပ်မအောင်မြင်တော့အဲ့မှာခုကိုလိုချင်တဲ့ဆိုလို့ရှိရင်အဲ့မှာလာတွေဖြစ်ပြီးထည့်ပြီးတော့စုတောင်းလို့ရတယ်အောင်မြင်မှပဲပွဲလာပြောတာမအောင်မြင်တာပြမလို့ဟုတ်အောင်မြင်ဟုတ်ကဲ့စုကြည့်တောင်းတခုတည်းနောက်ဝေး35ကျင်းအောင်တာလေအဲ့ဒီအောင်ပြ35ကျင်းမန္တလေးကအဲ့ဒီသူကတစ်ခါတောင်းသွားလိုက်ပွဲလာဆိုလိုက်နောက်တစ်ခါကျသူတောင်းသွားလိုက်ပွဲလာဆိုလိုက်အဲ့လိုမျိုးပေါ့ဥမလေးကိုအောင်လို့တော့ပွဲလာဆိုတာဝိုင်းနေဝမဆိုဒီမှာဟုတ်တယ်ကိုရုံကြည်ကြည်နဲ့ဒါအတိတ်ခံပြသွားတကယ်အောင်နေဒီအောင်နေရအောင်မြေကိုပြန်လာခဲ့ညီမလေးတို့တရားမှဟုတ်တယ်ကိုဟုတ်ကဲ့ဟုတ်ကဲ့ဒီကဒါခုနမင်းတို့တလူစင်းမရှင်တဲတယ်ဖေ။သုံးနေချတာနေကျင်းထဲမှာရှိရစနာပြီးပြိုးရတယ်။ဒါလောဘကျင်လိုက်တယ်။ဒီမှာတော့ဒီတောင်းကခုမတောင်းကဦးသုံးနေမယ်ဦးသုံးနေမယ်ချတာဒါကျတော့ဒါဆူတောင်းရတာဒါကြဖျားတွေနဲ့တင်မဟုတ်ဘူး။အယုံဆုံးကိုရဲ့တရနှစ်ကုံသုံးပါးကြည့်ပြီးတော့ကိုလိုချင်တဲ့စုကိုဆူတောင်းလိုက်အဲ့ကြကိုရဲ့တစ်လတွင်ဖြစ်ချင်တယ်ဆိုရင်တစ်လတွင်နှစ်လတွင်ဖြစ်ချင်တယ်ဆိုရင်နှစ်လတွင်ကိုထိုက်တင်တဲ့ဓာတ်တွေဖြစ်ပြီးထည့်ပြီးတော့ဆူတောင်းဟုတ်ခဏချောခဏစီးလို့ရတယ်အဲ့လိုမှလည်းခဏအားဖြင့်ဒီတောင်းလည်းအများကြီးတရဏဂုံသုံးရင်စီးရမယ်နော်ဟုတ်တယ်ကိုတရဏဂုံဒီလိုကနောက်ဆုံးပြောက်ကြပြီးတော့ပြန်လာတယ်ဒီလိုတောက်ရင်းနဲ့ပြီးတော့မင်းတို့လိုက်ပတ်တာဒီကနေ့တော့ဘယ်နဲ့ကြာတော့ဘုတ်ကြည့်ရတယ်ကြာတော့ရှားတယ်ပြီးတော့မှပြရတော့မရှားလို့ဆိုတာအဲ့ဒီလူတွေလည်းငွေကြွေးရှိဒီပြန်ပေးစားမှာပြီးတော့ဒါတခုသွားလေအဲ့ဒါလေသူ့ကိုတက်နဲ့ဒီစကားပြောတဲ့ဆရာတော်ကနောက်ဆုံးသိခဲ့ပြီးမှစကားတစ်ခုပြန်ပြောတော့ဒီမှာတေးပြောပိုင်းဆိုမှသိခံတာလေအဲ့နဲ့သူ့ဒီကျောင်းရဲ့ရှေ့မှာလေမျိုးတုံးချွန်နေ3ကြိမ်တက်တာတော့မှမသိဘူးဒီ AR မြင့်မှာမျောဖို့အတွက်လောက်တာဒီ AR တော့နောက်ဆုံးသိခဲ့ပြီးမှပဲဒီကျောင်းကိုဆရာတော်ပုဂ္ဂိုလ်ရေးထားပြီးကြိုးစားခဲ့ရတယ်အဲ့မှာဒီကိုတက်နဲ့တို့စကားမပြောတဲ့ဆရာတော်ကနောက်ဆုံးသိခဲ့ပြီးမှစကားတစ်ခုလုံးကိုသိတော့ပိုင်းဆိုမှသိခဲ့တာဘယ်လိုဥပိ္ပမှာရေးချက်တာလဲဥ
ဘက်ရောက်လို့ရှိရင်ကြောက်တွင်ကြားလို့မခေါ်ရဘူးကြားလို့မလို့ရဘူးကြားတက်လို့မလို့ရဘူးကြားလို့ခေါ်လိုက်တာနဲ့သူမျက်လုံးနဲ့မြည်ပြီးဒီတော့ခုချပြီးညနေပုံမှာတော့လေခုချိန်ပိတ်တာအဲ့လိုတော့မကြည့်ဘူးအဲ့ဒီရောက်လို့ရှိရင်ကြောက်တွင်ကြားလို့မခေါ်လို့မရဘူးပြောတာအဲ့လိုလဲဆိုတော့သူ့ကိုတစ်ချိန်တက်တာနေကြပါလိရဲ့နဲ့၃ချိန်သုံးဖို့တက်လို့ဆိုပြီးတော့သူ့ကိုအဲ့မှာသူကချိန်ခါတိုက်ခဲ့တာပေါ့ယောက်ျားလေးဖြစ်ပြီးတော့သူ့ကို၃ခါတက်တယ်ပေါ့အဲ့လိုမျိုးကြောင့်အဲ့ဒီအတိတ်ပဲနဲ့သူကကြားနဲ့ပတ်သက်တဲ့စကားလုံးမသုံးရဘူးအဲ့ဒီပိတ်စကားပြီးတော့ဒါလည်းနေတော့တမိုင်းရမင်းတို့တမိုင်းရတော့ပြီးသွားပြီအခုဒီမိုင်းတို့တော့မှရေနန်းတော့ပဲ